ဒါတွေကိုပေးတယ်ဆိုတာရှားသူတွေကိုကူညီဖို့အားလုံးမင်္ဂလာပါကျွန်တော်ကျွန်းဖြစ်ပါတယ်ဒီနေ့မှာတော့စုကျေးဇူးတွေအကြောင်းနည်းငယ်ပြောသွားမှာဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့တယောက်စီတိုင်းကိုအသီးသီးစုကျေးဇူးတွေပေးထားတယ်တချို့ကတော့ပါရမီလို့ခေါ်ကြတယ်ဥပမာငယ်ငယ်ရဲ့တခြင်းဆိုကောင်းတာမျိုးပုံဆွဲတော်တာမျိုးပြောဆိုဆက်ဆံတတ်တာမျိုးစသဖြင့်ပေါ့လေဒါတွေကတော့လောကနဲ့ဆိုင်တဲ့စုကျေးဇူးတွေဖြစ်တယ်ဝိညာဉ်နဲ့ဆိုင်တဲ့စုကျေးဇူးတွေကြတော့တစ်ကောစနစ်မှာပြောထားတဲ့ပညာတရားထိုးထွင်းခြင်းတရားယုံကြည်ခြင်းအနာငြိမ်းစေခွင့်တကူပြနိုင်ခွင့် prophet ပြုနိုင်ခွင့်စိတ်ဝိညာဉ်တို့ကိုပိုင်းခြားသိနိုင်ခွင့်မျိုးမျိုးသောဘာသာစကားပြောနိုင်ခွင့်အနက်ပြန်နိုင်ခွင့်တွေဖြစ်တယ်ဒီအရာတွေကိုပေးရဆိုတာကအခြားသူတွေကိုကူညီဖို့အစေခံဖို့အမှုတော်မြတ်တရောင်းတနေရာမှာအသုံးခံနိုင်မှုဖြစ်တယ်ငါကတော့ဒါလုပ်နိုင်တယ်မင်းကတော့ဒါမလုပ်နိုင်ဘူးဆိုပြီးနိုင်ရှိနေဖို့လည်းမဟုတ်သလိုမာနထောင်ရဖို့လည်းမဟုတ်ပါဘူးကျွန်တော်တို့ရရှိတဲ့စုကျေးဇူးတွေအထွေထွေတူတူရှိကြတယ်ကျွန်တော်လုပ်တဲ့လုပ်ငန်းကဏ္ဍတွေမျိုးမျိုးရှိကြတယ်ဒါပေမဲ့ကျွန်တော်တို့မှာသခင်တပါးရဲ့ရှိရဲ့အဲ့တပါးတွေကိုပဲအစေခံနေတယ်ဆိုတာကိုတော့မေ့မထားဖို့လိုအပ်ပါတယ်ခုနပြောခဲ့တဲ့စုကျေးဇူးတွေကိုဖျားခင်ပေးရဆိုတာကကိစ္စတစ်ခုကိုအောင်မြင်အောင်ဖြည့်ရှင်းနိုင်ဖို့ရန်အတွက်ဒါမှမဟုတ်ကျွန်တော်တို့မှာရှိနေတဲ့ပြဿနာတစ်ခုခုကိုဖြည့်ရှင်းနိုင်ဖို့ရန်အတွက်လည်းဖြစ်တယ်စဉ်းစားကြည့်ပါကျွန်တော်တို့မှာအကြီးမားဆုံးဖြည့်ရှင်းမရတဲ့ပြဿနာပါလေတေချာကတော့အဖြစ်ဆိုတဲ့အရာပဲအပြည့်အခသေခြင်းနဲ့တေခြင်းဆိုတာတော့ဘုရားခင်နဲ့ထာဝရကွဲကွာသွားခြင်းအပြစ်ငေးကိုသွားရခြင်းဝိညာဉ်တေခြင်းကိုဆိုလိုတာဖြစ်တယ်ကျွန်တော်တို့ကအပြည့်အခကိုခံရမယ့်သူဖြစ်တယ်ဒါပေမဲ့စိတ်မပြတ်ပါနဲ့ဒီပြဿနာကြီးကိုဖြေရှင်းဖို့အတွက်ဘုရားခင်ပေးတဲ့အကြီးမားဆုံးဆုကျေးဇူးတစ်ခုရှိတယ်အဲ့ဒါကိုထာဝရအသက်လို့ခေါ်တယ်ယေရှုခရစ်တော်အားဖြင့်ပေးခဲ့တယ်ထာဝရအသက်ဆိုတာကတော့ဘုရားခင်နဲ့ဆက်ဆံရေးပြန်လည်ရရှိခြင်းအပြစ်ငေးကလွတ်မြောက်ခြင်းကိုဆိုလိုတာဖြစ်တယ်အဲ့ဒီဆုကျေးဇူးကိုလူသားတိုင်းလက်ခံရရှိနိုင်တယ်ကျွန်တော်တို့တခြားဆုကျေးဇူးတွေကိုရချင်မှရနိုင်မယ်ဒါတွေကိုမရလို့ဆိုပြီးစိတ်ပြည့်ဝမ်းနည်းနေဖို့မဟုတ်ပါဘူးဘာလို့လဲဆိုရင်ကျွန်တော်တို့မဖြေရှင်းနိုင်တဲ့ကြီးမားတဲ့ပြဿနာဖြစ်တဲ့အပြည့်ရဲ့အခကိုအောင်မြင်စေတဲ့ဆုကျေးဇူးဖြေရှင်းပေးတဲ့ဆုကျေးဇူးတကူအကြီးမားဆုံးနဲ့တန်ဖိုးဖြတ်မရတဲ့ဆုကျေးဇူးကကျွန်တော်တို့မှာရှိနေလို့ပဲဒီဆုကျေးဇူးကလူတိုင်းကိုကယ်တင်နိုင်တယ်လူတိုင်းလည်းရရှိနိုင်တယ်ဒါကြောင့်ကိုယ်မှာရှိနေတဲ့ဒီဆုကျေးဇူးကိုကိုတယောက်တည်းကိုယ်ပိုင်သိမ်းထားတဲ့သူမဖြစ်ဘဲနဲ့အခြားသူတွေကိုမျှဝေပေးတဲ့သူဖြစ်ပါစေ